အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ True Speaker ဖြစ်ပါတယ်။နေ့ရက်24ရက်နေ့မှာ American သမ္မတ Donald Trump ဦးစီးပြီးတော့ Iran နဲ့ Israel အပြစ်ရက်ခဲရေး ceasefire ဖြစ်ရေးကိုသဘောတူခဲ့တယ်လို့ American သမ္မတ Donald Trump ကနေပြီးတော့ထုတ်ဖော်ပြောကြားလာပါတယ်။အဲ့လိုပြောကြားမှုရဲ့နောက်ပိုင်းမှာ Israel ဘက်ကနေပြီးတော့ Iran ဘက်ကိုဘုံပေါင်းမြောက်များစွာနဲ့စတင်တိုက်ခိုက်လိုက်ပါတယ်။ဟုတ်ပါတယ်။သူတို့ကလေယာဉ်ပေါ်မှာဘုံအပြစ်တင်ပြီးတော့ Iran နိုင်ငံကိုတွားရောက်ကျဲချလိုက်ပါတယ်။အဲ့တော့ကမ္ဘာမီဒီယာတွေမှာဒါတွေခင်ဗျားတို့တွေ့ရမှာမဟုတ်ပါဘူးရှေ့လေပိုင်းဒေသမှာရောက်နေတဲ့မီဒီယာတချို့ Western New Media တချို့ကနေပြီးတော့ Donald Trump ကိုမေးမြန်းလိုက်တဲ့အခါမှာဘာကြောင့် Israel ဘက်က ceasefire ကိုနေပြီးတော့ချိုးဖောက်လိုက်ရတာလဲဆိုတဲ့မေးခွန်းကို Donald Trump အနေနဲ့ဒေါသတကြီးနဲ့ပြန်ဖြေသွားတာကိုမိတ်ဆွေတို့မြင်ပါလိမ့်မယ်ကျွန်တော်မနေ့ကဗီဒီယိုတစ်ပုတ်တင်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒါကိုကြည့်ခြင်းအဖြစ် Israel နဲ့ Iran နဲ့လက်ရှိကျွန်တော်တို့ဖြစ်နေတဲ့ပဋိပက္ခလောက်နဲ့ငြိမ်သက်သွားမှာမဟုတ်ပါဘူး Israel ဘက်ကလည်းရေရှည်ပလန်တစ်ခုအနေနဲ့ Iran ကိုcontrol လုပ်ချင်တဲ့ထိန်းချုပ်ချင်တဲ့ပုံစံတစ်ခုရှိနေတယ်ဆိုတာကိုမိတ်ဆွေတို့စစ်ပွဲအစကတည်းကကျွန်တော်ပြောခဲ့ပါတယ်လက်ရှိအခြေအနေမှာတော့ Iran ဘက်ကနေပြီးတော့ American စစ်စခန်းရှိတဲ့နေရာတွေကို missile ဒုံးကျည်မြောက်များစွာနဲ့စတင်ပြီးတော့တိုက်ခိုက်လိုက်ပါတယ် Iran ဘက်ကလုတ်ပိုင်ခွင့်အပြည့်ရှိတယ်ဆိုပြီးတော့ American ပြည်သူလူထုအမြောက်များစွာကလည်းထောက်ခံအားပေးလျက်ရှိနေတာကိုကျွန်တော်တို့အန်အောစွာနဲ့တွေ့ရပါလိမ့်မယ်လူသားချင်းစာနာမှုတွေနောက်ပြီးတော့ကမ္ဘာရဲ့ဥပဒေတွေအပြစ်မဲ့တဲ့သူနဲ့အပြစ်ရှိတဲ့လူကိုခွဲခြားခြားနဲ့ပြည်သူလူထုကတွေးမြင်တက်လာပါပြီအဲ့တော့လက်ရှိအခြေအနေမှာ Iran နဲ့ Israel စစ်ပွဲကစစ်ရှိန်ကပို့ပြီးတော့မြင့်တက်လာပါတယ် Israel ဘက်ကလည်းသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ American ရဲ့ဒေါသထွက်ခြင်းအမျက်ထွက်ခြင်းကိုခံနေရတဲ့အခြေအနေပါတစ်ဖက်က Iran ဘက်ကကြပြန်တော့လဲသူတို့ရဲ့မဟာမိတ်တွေအနေနဲ့အလုံးအရင်းနဲ့ဝင်ရောက်လာနိုင်တဲ့အခြေအနေပါဘာကြောင့်လဲဆိုတော့ ceasefire ဖြစ်မယ်ငြိမ်းချမ်းရေးငါတို့စာချုပ်ချုပ်မယ်ငါတို့စစ်ပွဲတွေမဖြစ်ချင်ဘူးဆိုတဲ့ကိစ္စကိုသူတို့ Iran တို့ဘက်ကအထိနာနေတော့ညလဲလက်ခံသဘောတူပြီးတော့ဒီ ceasefire ကိုအတူတူဂတိပြုခဲ့ကြပါတယ် Donald Trump နဲ့အတူသူတို့ဘက်ကနာနေတော်ညလဲရန်လိုစိတ်မရှိတုံ့ပြန်လိုစိတ်မရှိပဲနဲ့သဘောတူခဲ့ကြတာပါ Iran တို့ကဒါပေမဲ့ Israel ဘက်ကဒါနဲ့ပဲမကျေနပ်နိုင်ပဲနဲ့ Iran ကို ceasefire လုပ်ပြီးတော့ချိန်အတူတွင်းမှာပဲသွားရောက်တိုက်ခိုက်လိုက်ပါသေးတယ်အဲ့တော့ကျွန်တော်တို့ကဒီစစ်ပွဲကယူတန်းတန်းစစ်ပွဲမဟုတ်တော့ဘူးဗျအဲ့တော့ Iran နိုင်ငံနဲ့ဒီအရှေ့အလယ်ပိုင်းဒေသကို control လုပ်ချင်လို့ Israel နဲ့ America ပေါင်းပြီးတော့ကြံစီတဲ့စစ်ပွဲဆိုတာကမ္ဘာကြီးကမြင်နေပြီဗျအဲ့တော့ကျွန်တော်တို့ America အနေနဲ့လည်းဒီစစ်ပွဲထဲကိုသူ့ရဲ့မဟာရန်သူကြီးဖြစ်တဲ့တရုတ်နဲ့ရုရှားကိုမပါအောင်လို့ဆွဲခေါ်နေတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အရန်ကိုရုပ်ပြက်ဆင်းပြက်လွန်းပါတယ်အဲ့တော့ဒီနေ့မနေ့မှာလဲ Donald Trump ကသူ့ရဲ့အိမ်ဖြူတော်မှာ pressure တစ်ခုလုပ်ပြီးတော့ပြောကြားသွားတဲ့သတင်းထဲမှာဘာမဆိုင်ညာမဆိုင်တဲ့ရုရှားကိုလည်းငါတို့ဘုံကျဲဖို့အဆင်သင့်ရှိတယ်ဆိုတဲ့စကားတွေထုတ်သုံးပြောကြားသွားပါတယ်အရန်ကုန်မှာအန်ဒီရကြီးပါတယ်အမေရိကန်တွေကတကယ်လို့သူတို့သာစစ်ထဲဝင်မယ်ဆိုရင်ရုရှားတို့တရုတ်တို့ကိုလည်းမပါအောင်ဆွဲခေါ်မှာပါတကယ်လို့ရုရှားတို့တရုတ်တို့ကအနောက်မှာကြံခဲ့မယ်ဆိုရင်စစ်ကြီးပြီးခဲ့နေတော့မှအလုံးအရင်းနဲ့ဝင်ပြီးတော့သူလှုပ်ခဲ့တယ်လို့ဒုတိယကမ္ဘာစစ်ကသူလှုပ်ခဲ့တယ်လို့မျိုးဆရာကြီးဝင်လုံးမှာကိုအရန်ကိုစိုးရိမ်နေတဲ့အခြေအနေဖြစ်ပါတယ်1990နောက်ပိုင်းအမေရိကန်သမ္မတအဆက်ဆက်က Israel နဲ့ပတ်သက်ပြီးတော့အတွင်းကြပါဝင်ပတ်သက်မှုတစ်ခုရှိနေတာကိုအမေရိကန်ပြည်သူလူထုတွေရဲ့ social media တွေပေါ်မှာထုတ်ဖော်ပြောကြားလာခဲ့ပါတယ်ဟုတ်ပါတယ်အမေရိကန်သမ္မတအဆက်ဆက်ကသူတို့သမ္မတတာဝန်ကိုထမ်းဆောင်ဖို့ကြမ်းကြိမ်ပြီးတဲ့အချိန်ကစပြီးတော့သူတို့မှာအရေးတကြီးနဲ့လှုပ်ဆောင်ရတဲ့အချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့အိမ်ဖြူတော်မှာ White House လို့သိကြတဲ့အိမ်ဖြူတော်မှာ press show လုပ်ပြီးတော့သမ္မတတယောက်ရဲ့တိုင်းပြည်ပေါ်မှာထားတဲ့စေတနာတွေသမ္မတတယောက်ရဲ့ပြည်သူလူထုပေါ်မှာထားတဲ့စေတနာတွေကိုထုတ်ဖော်ပြောကြားရပါတယ်ပြီးတော့ဒုတိယမြောက်အနေနဲ့အရေးကြီးစွာလုပ်ရတဲ့pressure တစ်ခုရှိပါတယ်အဲ့ဒါတော့အမေရိကထဲမှာမဟုတ်ပါဘူး Israel နိုင်ငံထဲမှာဖြစ်ပါတယ်အဲ့ဒီအဖွဲ့အစည်းကိုတော့ AIPAC လို့ခေါ်ပါတယ် AIPAC လို့ခေါ်ပါတယ်ဘာကြောင့် AIPAC လို့ခေါ်လဲဆိုတော့ American Flow Israel Lobby ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်စာလုံးအရှည်ကောက်ကအဲ့တော့ကျွန်တော်တို့1990ခုနှစ်နောက်ပိုင်း American သမ္မတတွေအဆက်တိုင်းက Israel နဲ့ပါဝင်ပတ်သက်မှုကြီးမားတစ်ခုကိုပလန်ချထားခဲ့ပါတယ်အဲ့ဒါကတော့အရှေ့အလယ်ပိုင်းဒေသကိုထိန်းချုပ်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပါအဲ့တော့ဒါဒီအကြောင်းပြောရင်ဆိုတော့ရှည်သွားပါလိမ့်မယ်လက်ရှိ American နိုင်ငံသားတွေကလည်းဒါကိုမိမောင်းထုတ်ပြပြီးတော့စန္ဒပြနေကြတာတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့အဲ့သတင်းတွေကိုလည်းကိုးကားပြီးတော့ကျွန်တော်နောက်ထပ်ကျွန်တော်တင်မဲ့သတင်းတွေမှာတေချာအကျယ်တဝန်းရှင်းပြသွားပါမယ်ဒီ AIPAC ရဲ့အလုပ်လုပ်ပုံကိုအဲ့တော့ကျွန်တော်တို့ပြောချင်တာတစ်ခုက Israel ကိုဘယ်လိုနေရာဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် American အနေနဲ့ကယ်တင်ရမယ်တာဝန်ရှိပါတယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ကြောက်စရာကောင်းနေတဲ့တစ်ခုကဘာလဲဆိုတော့ Israel နိုင်ငံသားတွေအများစုက American ရဲ့ D state တွေဖြစ်တဲ့ FBI တို့ CIA တို့တခြားသောကျွန်တော်တို့လွှတ်တော်တို့အဲ့လိုနေရာမျိုးတွေမှာနေရာကြီးမားယူထားကြပါတယ်အဲ့တော့ကျွန်တော်တို့ရေရှည်စီမံကိန်းတစ်ခုအနေနဲ့ဒီနိုင်ငံထဲမှာ control လုပ်နေတယ်ဆိုတဲ့ဟာကို American နိုင်ငံသားတွေကလက်ရှိအခြေအနေမှာစိတ်မကောင်းစွာနဲ့ပဲလက်ခံနေရတဲ့အခြေအနေအဲ့တော့ကျွန်တော်တို့ကကဘာမှာကငါ nuclear နဲ့ပြစ်မယ်ငါဒုံးကျည်နဲ့ပြစ်မယ်ငါဟိုဟာနဲ့ပြစ်မယ်ဒီဟာနဲ့ပြစ်မယ်ဆိုတဲ့ချင်းချောက်တန်တွေကိုခင်ဗျားတို့ကျွန်တော်တို့ကအများကြီးကြဲကြဲလောင်ကြားမှုပါတယ်
ဒါပေမဲ့အဲ့ဒါတွေကတိတ်ပြီးတော့ effective မဖြစ်ဘူးဘာကြောင့်လဲဆိုတော့မင်းပြင့်ငါပြန်ပြစ်မယ်ဆိုတဲ့စိတ်ရှိပါတယ်ဒါပေမဲ့ Iran သမ္မတကပြောကြားလိုက်တဲ့စကားတစ်ခုမှာတော့လက်ရှိမှာ American ရဲ့ Air Force တွေနောက်ပြီးတော့ public area တွေမှာလူသူကင်းမဲ့နေပါတယ်နောက်တစ်ခုကစိုးရိမ်ကြောင်းကြလည်းဖြစ်နေပါတယ်ဘာပြောလိုက်တာလဲဆိုတော့ငါတို့တွေအနေနဲ့လက်ရှိအခြေအနေမှာငါတို့မသုံးချင်တဲ့လက်နက်တစ်ခုကိုထုတ်သုံးရတော့မယ်အဲ့ဒီလက်နက်ကတော့ sleeper agent လို့ခေါ်ပါတယ်အဲ့တော့တချို့ကလည်းဒါကို sleeper case လို့ခေါ်ရင်ခေါ်ကြတယ်တချို့ကလည်း sleeper တစ်ခုပေါ့ဗျာဒါပေမဲ့အဓိပ္ပာယ်ကတော့အတူတူပါပဲအဲ့တော့ကျွန်တော် sleeper agent နဲ့ပဲအသုံးပြုလိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီစစ်အေးကာလရဲ့နောက်ပိုင်းမှာအသုံးအများဆုံးနဲ့အန်ဒီရဲ့အကြီးဆုံးလက်နက်တစ်ခုကိုပြောပြပါဆိုရင် nuclear မဟုတ်ပါဘူး sleeper agent လို့ခေါ်တဲ့အတွင်းလူပါ sleeper agent တွေကို activate လုပ်လိုက်တော့မယ်ဆိုပြီးတော့စတင်ပြောကြားလာပါတယ်အဲ့တော့ America တွေအနေနဲ့ဒီဟာပေါ်မှာတော့စိုးရိမ်မှုများစွာရှိပါတယ် sleeper agent တွေရဲ့အကြောင်းတွေနောက်ပြီးတော့ခုနပြောတဲ့ A-Fat အကြောင်းတွေသိကျင်တယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုအောက်မှာ comment လေးပေးထားခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာသင်ပေးပါမယ်အဲ့တော့ sleeper agent တွေကိုသူတို့က activate လုပ်လိုက်မယ်ဆိုတဲ့စကားမှာ Donald Trump နဲ့တူအမေရိကန်နိုင်ငံသားတွေစိုးရိမ်ကြောင်းကြနေပါတယ်အဲ့တော့ဘာကြောင့်စိုးရိမ်ကြောင်းကြရလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့မသိနိုင်ပါဘူးအဲ့တော့အမေရိကန်လူတွေလည်းမသိနိုင်ပါဘူး sleeper agent တွေကဘယ်ရာထူးနဲ့ဘယ်နေရာမှာဘယ်လိုပုံစံနဲ့တာဝန်ထမ်းဆောင်နေတယ်ဆိုတာကိုဘယ်သူမှခွဲခြားမသိနိုင်ပါဘူးယာထုကြီးတွေရှိမယ်တထေးတွေရှိမယ်လွှတ်တော်အမတ်တွေရှိမယ် governor တွေရှိမယ်အဲ့တော့ဒါတွေကိုအီရန်ဘက်ကအသုံးပြုလာမယ်ဆိုရင်တော့ကျွန်တော်တို့အမေရိကန်နိုင်ငံထဲမှာပြည်တွင်းစစ်တပ်ဖွဲ့အုံကြွမှုတွေပြီးတော့စိုးရိမ်စရာအခြေအနေတွေမြောက်များစွာဖြစ်လာနိုင်ပါတယ်ထူးဆန်းတဲ့တစ်ခုကဗျာအမေရိကန်နိုင်ငံသားတွေကဘလောက်ပဲဘလို့ပဲဒီအီရန်ဘက်ကအခုလိုမျိုးချင်းချောက်ပြောဆိုနေပါစေအောင်အီရန်ကိုနေပြီးတော့အားပေးထောက်ခံနေကြတာတခုကတော့ကျွန်တော်တို့အန်အောစွာနဲ့တွေ့ရပါတယ်ကျွန်တော်တို့အားလုံးကလည်းဒီနေ့ဒီအချိန်မှာမျက်စိပွင့်နားပွင့်လာပြီးဖြစ်တဲ့အတွက်နဲ့မြဝတီလိုမြန်မာအတန်တို့လိုမျိုးကျွန်တော်တို့လိုချင်ရာဆွဲရေးတဲ့သတင်းဌာနတွေကနေပြီးတော့ကျွန်တော်တို့လွတ်မြောက်လာခဲ့ပါပြီ social media ကြီးပေါ်လာခဲ့တဲ့အတွက်နဲ့ social media ကိုကောင်းတဲ့နေရာနဲ့အသုံးချပြီးတော့သတင်းမှန်သတင်းစစ်တွေကိုလူထုတွေကစားသုံးတက်လာကြပြီအဲ့ဒါကြောင့်ကျွန်တော်တို့ American ပြည်သူလူထုကလည်းအီရန်နဲ့အတူတူရှိနေတယ်ဆိုတာကိုကျွန်တော်ပြောချင်တာပါအဲ့တော့ကျွန်တော်ပြောတဲ့စကားလည်းရှည်သွားတယ်အနီးကုန်းပြန်ချုပ်ရမယ်ဆိုရင်အီရန်နဲ့အစ္စရေးရဲ့အပြစ်ခတ်ရက်စဲပြီးတဲ့နောက်ပိုင်းမှာအစ္စရေးဘက်ကနေအရင်စတင်ချိုးဖောက်ပြီးတော့အီရန်နိုင်ငံကိုလေရင်ပေါင်းများစွာနဲ့ဘုံကျဲလာခဲ့ပါတယ်အဲ့ဒါအတိအချက်ပါအဲ့ဒီနောက်ပိုင်းမှာမှအစ္စရေးဘက်ကနေပြီးတော့ American စစ်စခန်းတွေရှိတဲ့ကာတာတို့နောက်တခြားနိုင်ငံတွေမှာရှိတဲ့စစ်စခန်းတွေကိုမစ်ဆိုင်းဒုံးကျည်ပေါင်းများစွာနဲ့24ရက်နေ့ညမှာစတင်တိုက်ခိုက်လိုက်ပါတယ်ဒီလိုမျိုးအစ္စရေးဘက်ကအရင်တိုက်ခိုက်မှုအပြီးမှာတော့ Donald Trump ကိုသတင်းမီဒီယာသမားတွေ journalist တွေမေးတဲ့အချိန်မှာတော့ Donald Trump ပြောသွားတဲ့စကားတစ်ခုရှိပါတယ်I don't know what the fuck they doing အဲ့တော့သမ္မတတယောက်အနေနဲ့ဒီတိုင်းကိုပြောချသွားပါတယ်တကယ်လို့ American သားစစ်တဲကိုဝင်ပါသွားမယ်ဆိုရင် American ကတော့သူနဲ့အတူတူသူ့ရဲ့မဟာရန်သူတွေဖြစ်တဲ့တရုတ်တို့ရုရှားတို့ကိုအပါခေါ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် True Speaker ဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပေးထားဖို့ပြောချင်ပါတယ်နောက်ကျွန်တော်ရဲ့ Facebook page လည်း True Speaker ဖြစ်ပါတယ်အားလုံးမင်္ဂလာပါ